ရထားတော့နည်းနောက်ကျသွားတယ်ဒီတော့ခနဲ့ကျင်းသွားတယ်ရှစ်တာကြီးကျော်ကြီး9နိုင်တောင်ထိုးတော့သူတော့ရင်နွေးချမ်းလေးနဲ့ပဲကိုပေါ့ဒီနေ့စောစောဆိုတော့ရင်နွေးချမ်းလေးတောက်ပြီးတော့ထမင်းစားရမှာစောဒီရင်နွေးချမ်းလေးနဲ့ရင်နွေးချမ်းနည်းနည်းတော့ပူလူလားမသိဘူးနည်းနည်းလက်ဖက်ချောက်နည်းနည်းနဲသွားတာလားလက်ဖက်ချောက်များတာလားတော့မသိဘူးနည်းနည်းခါသလိုလိုဘာလို့ဖြစ်သွားရင်နွေးချမ်းနည်းနည်းတော့ပြင်းတော့ကြပါဦးနည်းစောစောပရိပတ်နည်းစောစောပရိပတ်ကိုဂျုံးနဲ့စားအားမရလို့ရင်နွေးချမ်းလေးတောက်ပြီးတော့ရင်နွေးချမ်းတောက်ပြီးတော့တအားစားတာကိုတို့ကမနေ့ကတော့အဲ့လိုရင်နွေးချမ်းလေးနဲ့အဲ့လိုဓမင်းလေးနဲ့ဗာလေးနဲ့ဆိုဘိုက်ကိုတင်းနေအောင်ဆွဲတာအဲ့တော့မှကိုတို့ကနေသားထင်သားကြတာသားတို့တွေသမီးတို့တွေမျက်လုံးထဲမှာဘာတွေတွေ့တယ်လဲဆိုတော့ဦးလေးတွေ့ပါတယ်ဦးလေးမတွေ့ကြအောင်စောင်းသားပါဦးလေးတော့ဟိုတနေ့ကတော့မိမရိုက်လို့တနေ့ကိုစိတ်မကောင်းပြီမျက်ရည်လေးတွေဝဲလဲဦးလေးတောင်ဖြစ်ဘူးတဲ့မိမလည်းကြောက်ပါသေးတယ်တစ်ဖက်တစ်လမ်းပြောချင်တာကဘာလဲဆိုတော့လူတိုင်းအခက်ခဲလေးတွေတော့ရှိမှာပဲကွာသားတို့သမီးတို့ရဲ့အခက်ခဲလေးတွေကြုံလာတိုင်းကိုယ့်ရဲ့အရေးချင်းလေးကိုယ့်ရဲ့အရေးအသွေးတွေကိုရဲကြီးယုံကြည်လိုက်စမ်းပါလုပ်ငန်းခွင်မှာပဲဖြစ်လောကစီးပွားရေးထဲမှာပဲဖြစ်အခက်ခဲတွေကတော့လူတိုင်းမှာရှိပါပဲအခက်ခဲတွေနှောက်ယှက်တွေအခက်ခဲတွေရှိမယ်ဘာကိုမှဂရုမစိုက်နဲ့အဲ့ဒီအခက်ခဲတွေကိုခွန်အားအဖြစ်ပြောင်းလဲပြီးတော့ဘဝရဲ့အကျက်တဲ့အခက်ခဲတွေကိုခွန်အားအဖြစ်ပြောင်းလဲလိုက်ပါကိုလှုပ်ရှားရှိတဲ့လုပ်ကလေးကိုလုပ်ပါနော်ကိုယုံကြည်မှုအပြည့်အဝထားပါသားတို့ကိုသမီးတို့ကိုဒီလေးကစိတ်သက်ကြမှာဆိုလို့စိတ်သက်ခွန်အားလေးတွေပေးတာနော်ကိုအများနဲ့ယုံကြည်ချက်ထားပါမျှော်လင့်ချက်အများနဲ့ထားပါမျှော်လင့်ချက်မရှိဘဲတဲ့အလုပ်လုပ်ရင်လူတယောက်ကအလကားပဲဒါကြောင့်မလို့စက်ရုံလုပ်ငန်းတွေပါပဲလုပ်လောကစီးပွားရေးပါပဲလုပ်ချင်တာလုပ်ကိုယုံကြည်ချက်ထားပါမျှော်လင့်ချက်ထားပါဘလောက်ပဲတိုက်ခိုက်ဘလောက်ပဲစိတ်တက်ကြကိုယုံကြည်မှုအပြည့်ဝရှိအောင်နေပါလူတိုင်းအခက်ခဲတွေအကျက်တဲတွေတော့ရှိမှာပဲဟုတ်တယ်မလားအဲ့ဒီဂျားတွေကအဲ့ဒီအခက်ခဲတွေအကျက်တဲတွေကိုစိတ်တက်ကြတာတွေကိုကိုဘဝအတွက်အင်အားအဖြစ်ပြောင်းလဲပါခွန်အားအဖြစ်ပြောင်းလဲပါတွေ့ကြုံလာတဲ့ဒုက္ခမှန်သမျှကိုပညာယူပါတွေ့ကြုံလာတဲ့ဒုက္ခတွေအခက်ခဲတွေမှန်သမျှကိုအဲ့ဒီဟာကိုပညာမရအောင်ယူအဲ့လိုပညာတွေရထားလို့လူတယောက်ကကြာလာလို့ရှိရင်ရင့်ကျက်တဲ့ထံတွေခံနိုင်ပါလိမ့်မယ်ပို့ယူတဲ့သူများတကာတွေတဲ့စကားပြောတာတဲ့
မတူပါဘူးလောကကြီးမှာအဲ့တော့ပဲလီလီကတော့ပြောနိုင်တယ်သားတို့ဒီစိတ်တက်မကြကြပါနဲ့ကိုလှုပ်ရှားရှိတဲ့လုပ်ငန်းကိုလုပ်ပါကိုရည်ရွယ်ချက်ကိုမရောက်မချင်းသွားပါဒါတော့ပဲလီလီကတော့ပြောနိုင်တယ်ကွာကျန်တာကတော့လီလီလည်းမပြောနိုင်ဘူးနော်အားလုံးကိုနှုတ်ဆက်တယ်9မိနစ်ပြည့်သွားတဲ့အတွက်ကြောင့်ချစ်တယ်နော်အားလုံးကို